ဂျပန်ဆက်မှာတော့မပန်းနှွမ်းနယ်နေတဲ့ဆွမ်းစားသူတယောက်ကအသက်လူပြီးအော်ဟစ်နေပါတယ်။ဒါအလွန်ခက်ခဲတဲ့ဒါညွန့်တစ်ခုရဲ့အရှင်တခင်ပဲ။သူရှိမှာ level 60ခွန်ရှိအတောင်မှမရှိတဲ့နဂါကြီး Super Room ကပါဇက်ကနေမိမဟုတ်ဖြစ်နေပါပြီ။တချက်ကဝေထားတဲ့ပွဲကြီးကတော့ငါ့ရဲ့ကာကွယ်ရေးဆွမ်းအားနဲ့တားနိုင်ပါမလားမသိကြဘူးလို့စိုးရင်တကြီးနဲ့ပြောနေတော့မှပဲမတင်မှတ်ထားတဲ့အရာတစ်ခုဖြစ်သွားခဲ့ပါတယ်။အဲ့ဒါကတော့ဂိုဘလင်တစ်ကောင်ပါ။အဲ့ဒီဂိုဘလင်ဟာနဂါရဲ့အပေါ်ကိုခုန်တက်သွားပြီးတစ်ချက်တည်းနဲ့နဂါကြီးအပိုင်းပိုင်းပြောင်းဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ဒီနေရာမှာရှိတဲ့လူ3ယောက်တော့အန်အောမင်းတက်သွားချိန်မှာပဲအပေါ်ဘက်တောင်ကုန်းမှာပြုံးနေတဲ့လူတစ်ယောက်ရှိနေပါတယ်။သူကတော့ဂိုဘလင်ကိုဆင့်ခေါ်ခဲ့တဲ့တခင်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဇလန်အစားအရာဒီလောက်မလွယ်ကူခဲ့ပါဘူး။သူရဲ့အဓိကဇက်ကောင်ကင်ဂျူဆူဟာလက်တွေ့လောကမှာဆောက်လုပ်ရေးခွင်မှာပင်ပင်မမတ်အလုပ်လုပ်နေရတဲ့သူပါ။သူဟာကိုငါဂိုဘလင်တစ်ကောင်ပဲဘယ်တော့မှအစင်းမြင့်တန်ညိုတွေကနေထွက်မလာနိုင်တဲ့အစင်းနဲ့တတဝါမျိုးပေါ်လို့အဖြစ်ပြအားငယ်စွာတွေးနေတရှိပါတယ်။သူတွေကတီးပေါက်ပြီးတညာရင်းနဲ့တတိဖြစ်နိုင်ပေမဲ့ဂိုဘလင်တစ်ကောင်ကတော့ဘလောက်ပဲအတွေ့အကြုံEEPရနေပါစေဂိုဘလင်ကဂိုဘလင်ပဲပေါ်လို့တွေးနေတော့မှပဲဘေးကလူတွေပြောနေတဲ့မစ္စတာချာချောင်းအောင်ကြားလိုက်ရပါတယ်။မစ္စတာချာကောင်းကင်တကားဆိုရဲဂိမ်းကလက်ဝက်အစင်ရသွားပြီးပတ်စံနဲ့အများကြီးရှာနိုင်နေပြီ။ကောင်းကင်တကားဂိမ်းဆိုတာအသုံးပြုသူတန်းကားကျော်ရှိတဲ့ကမ္ဘာအကျော်ကြားလုံးပေးရဂိမ်းတစ်ခုပါ။အပြင်လောကပတ်စံတွေကဂိမ်းထဲကိုစီးဝင်တယ်လို့ဂိမ်းထဲကပတ်စံတွေကလည်းအပြင်မှာတကယ်သုံးလို့ရပါတယ်။ကျူးကတော့အစပိုင်းမှာပပဆော့နေခဲ့ပေမဲ့အခုကဂိမ်းထဲမှာတော့ချက်တူးသမားအဖြစ်နဲ့ပဲရုန်းကန်နေရပါတယ်။ဒီနေရာမှာတော့ငါအကျိုးပြနေုံပဲလားငါရဲ့ကနေဝင်သူရဲ့ကောင်အိမ်မက်တွေဘယ်ရောက်ကုန်မေးလဲလို့အော်ဟစ်နေတော့မှပဲမတင်ပတ်ထားတဲ့ကံကောင်းမှုတစ်ခုရောက်လာခဲ့ပါတယ်။ချက်တူးရင်ပိုးတန်လာတဲ့အဆင့်မြင့်ကုသရေးပုံစံကတစ်ခုကိုတွေ့ရှိသွားပါတယ်။ဒါဝတာရောင်းလိုက်ရရင်1-3သိန်းလောက်ရနိုင်တာမို့ကျူးတယောက်ပုံစံကေးကိုရှာနေရက်ပြီးအယောင်ပျော်နေတဲ့အချိန်မှာပဲမိကလေးတယောက်နဲ့သူမရဲ့ဖွဲ့ဝင်တွေဟာကျူးရှိကိုရောက်ရှိလာပါတော့တယ်။သူမကကျူးကိုကြည့်ပြီးရှင်နေရန်ကြောက်တူးနေရဆိုတော့ကျွမ်းကျင်ပါပဲ။ငါတို့တန်ကျင်နဲ့ဝင်ဖို့လမ်းပိတ်နေတဲ့ကြောက်တုံးကြီးကိုကူပြီးတူးပေးပါလားလို့ကမ်းလှမ်းလာပါတယ်။ကျူးကသူ့လေပဲနေလို့အန်ရများမယ်လို့ညင်းပေမဲ့မွန်ရှာရီကိုငါတာဝန်ယူပေးမယ်။မင်းကနောက်ကနေလိုက်ပြီးတော့တူးပေးရုံပဲဆိုတဲ့စကားကြောင့်နောက်ဆုံးမှာတော့လက်ခံလိုက်ပါတော့တယ်။တန်ကျင်နဲ့ရောက်တော့အဆင့်ကိုမီးကိုရောင်ဝင်ပလေပေါ်လာပါတယ်။ကျူးကကြောက်လန့်တကြားနဲ့မေမေကြီးအော်နေတော့မှာပဲကက်သရင်းကမီးတောင်မော်ပညာနဲ့တစ်ချက်တည်းနဲ့ရှင်းပြလိုက်ပါတယ်။ဒီမင်းကလေးကတကယ်တမ်းမာတာပဲငါ့ကိုသူမနာမှာရှိစေချင်တာလားလို့ကျူးတယောက်ပန်းရောက်အိမ်မက်တွေရောင်ရမ်းပြီးမှတ်နေခဲ့တာပေါ့။ဒါပေမဲ့အဲ့ဒါတွေကအလေးညာတွေပါ။လမ်းပိတ်နေတဲ့တထုရိုင်းတုံးကြီးကိုကျူးတူးလိုက်တဲ့အချိန်မှာတော့အထဲမှာလှည့်ဝတန်ကျင်တကားပွင့်သွားပါတယ်။အဲ့ဒီအချိန်မှာပဲကက်သရင်းတို့အပွဲရဲ့မျက်နှာပိုးနေကွာချလာပြီးကျူးကို PK မှုနဲ့တိုက်ခိုက်ကတက်ဖြစ်ဖို့ကြိုးစားပါတော့တယ်။ PK မှုဆိုတာ player game ကိုပြောတာပါ။သူကကျူးကိုအစကတည်းကလမ်းဖွင့်ပေးဖို့အသုံးချခဲ့တာပဲဖြစ်ပါတယ်။တေးလူနံပါတ်ဖြစ်သွားတဲ့ကျူးကဆော့ရထားတဲ့အစင်းမြင့်ကုသရေးပုံစံကကြောင့်အသက်မတည်ပဲပြန်ရှင်လာခဲ့ပါတယ်။ဒီလူရုံမှာကောင်းနေငါ့ဘဝကိုငါကိုယ်တိုင်ပြောင်းလဲပြမယ်လို့ကြွကြော်ပြီးတန်ကျင်ထဲကိုပြန်ဝင်သွားခဲ့ပါတယ်။တန်ကျင်အနောက်ဆုံးပိုင်းမှာတော့ level 80ရှိခိုင်ငါဆိုတဲ့မွန်ရှာကြီးကတ်တလင်းတို့ကိုတက်ပြတ်နေရောက်တွေ့လိုက်ရတယ်။ကြောက်ရွံ့မှုတွေကြောင့်ကျူးတယောက်ထွက်ပြေးဖို့ကြိုးစားပေမဲ့သူ့ရင်ထဲမှာနာကျင်မှုတွေပေါက်ကွဲထွက်လာပါတယ်။ငါဘာလို့အမြဲအထင်သေးခံနေရတာလဲ။ငါဘာလို့အားနေနေရတာလဲ။အဲ့ဒီအချိန်မှာပဲဂိုဘလင်ဘီရင်စီကနေမက်ဆေ့တက်လာပြီးကျူးကိုဂိုဘလင်စင့်ခေါ်သူအဖြစ်သို့ပြောင်းလဲပေးလိုက်ပါတယ်။ကျူးကစိတ်ပြက်လက်ပြက်နဲ့ထွက်လာစဉ်ဂိုဘလင်လို့အော်လိုက်တဲ့အခါမှာတော့အားနေဝင်ရတဲ့ဂိုဘလင်စုံလေးတစ်ကောင်ထွက်လာပါတယ်။ဒီကောင်လေးကိုအစာအဖြစ်သုံးပြီးထွက်ပြေးမယ်လို့ကျူးတွေးနေတော့မှပဲအဲ့ဒီဂိုဘလင်လေးကလေထဲဝှေ့ရမ်းလိုက်တဲ့တစ်ချက်တည်းနဲ့ level 80မွန်စတာကြီးကိုဖုံဖုံဖြစ်အောင်ချေမှုန်းပစ်လိုက်ပါတယ်။ဟိုက်မယုံနိုင်စရာပဲဒီဂိုဘလင်က level အမြင့်ဆုံးဖြစ်နေတာလား။အားနေသူဘဝကနေအားကြီးသူအဖြစ်ဘဝသို့ကူးပြောင်းသွားတဲ့အလှည့်အပြောင်းလေးဖြစ်ပါတယ်။နောက်ပိုင်းမှာကျူးတယောက်ဘယ်လိုကြမ်းလဲဆိုတာကိုဆက်လက်ဆောင်ရွက်ကြည့်ရှုပေးကြပါအောင်ဗျ။ channel လေးကိုလည်း subscribe မလုပ်ရသေးလို့ရှင် subscribe နဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲတတား